ဆွဲလဲတကယ်မလေးလေးဆွဲလဲနေတာကိုပြောတာပါသူများကိုလာကြည့်တကယ်မလေးကရှုံရည်နဲ့တူတယ်နှမတော်လေးတော့မခေါ်နဲ့ကခုနှမတော်လေးတော့မခေါ်နဲ့ဟဲ့ရောင်ကြီးဟာတော့ခင်ဗျားတို့ပြောနေတယ်မမေ့ပါဘူးစဉ်းစားနေတယ်တက္ကနာရှာမှာဘူးဘာလို့ဘာပြောလို့လဲတကယ်မတုတ်တို့တကယ်မပြောနေတယ်ဘာလဲလို့သွားမခေါ်နဲ့ပြောပြီးပြန်ထိုင်လို့ငါခေါ်တာဘာဖြစ်လို့အောက်သွားအေးပါမှာဆိုတော့ပေါ်သွားပြီးထိုးထားတာအဲ့ဒါခေါ်နေမင်းတို့မနဲ့ပေးသလိုက်လေမင်းတို့မအုံးသီးစားတဲ့ကောင်ဦးချစ်မလို့မောင်ရင်ပက်လက်လာတာဖြည်းဖြည်းအကောင်းတဲ့ဆောင်သူတွေကုန်ရေးရမယ်နှမတော်လေးဘုံတော်တကုန်းတပကန်းနေအဝေးရေလန်းခင်းနဲ့လာခဲ့ရတော့အခုချိန်ဒီစိတ်ဆိုးတော့မူနေတော့မဲ့လားဟုတ်ပါတော်ပါမောင်မောင်ကအခုမှလာပြီးတော့ဟုတ်ပါကိုတော်လေးကတကုန်းစိတ်ကန်းလာတဲ့ဟာဟမ်တကုန်းကျွန်းလာတာတကုန်းတစ်ဖက်ကန်းလာတာပြောတာဘာလဲကျွန်တော်မောင်တော်ကနှမတော်လေးကိုချစ်တာနှမတော်လေးမယုံလားမယုံပါဘူးနော်မယုံရင်ပုံမြင်မှတ်မယုံတော့လေးပြောပါလိမ့်မယ်မင်းကဘာလို့တော့ဆိုရင်မောင်တော်ချိန်ပြမယ်ချိန်ပြမနေနဲ့နွားရိုက်ဖို့ဒါကသစ္စာဆိုပြမပြောတာအဲ့ဒီချိန်ပြောဒါတော့တမစင်သူတို့ပြည့်ရမှာသစ္စာဆိုချိန်ပြမယ်ငါလာပြီးတော့ဘာပြောနေချိန်ပြအာရွာအဲ့မရောက်ဘူးမင်းသားရှိပဲရချိန်ပြမဆိုကိုစမ်းမရဝုန်းပဲဆိုတော့ဒီမှာဟောဒီရရှင်ဝင်းလုံးလေးကိုမင်းနဲ့တော့ကိုတော်လေးကအသက်ထက်တမျှဘလောက်ထိချစ်တယ်လဲမျက်နှိုးတယ်လဲဆိုရင်လေဟောဒီကငေးချွန်လေးအားလုံးမိုးချိုးပြသေးရပါစေမလေးတို့နဲ့ဖြစ်တဲ့ကိစ္စနဲ့ဒီကနေတို့နဲ့ဘာမှပတ်တယ်သူကသူများနေတို့လေအေးချမ်းမှာဘလို့နေရသူကသူအေးချမ်းမောင်နဲ့ဒီကရွှေသူကအေးစေးပဲရွှေသူတွေပြောလိုက်အေးချမ်းမောင်ကြီးပြောလိုက်ငါတော့ဘာမှစောက်သုံးမကြဘူးကိုတော်လေးဘာလို့ reservation ချက်ကိုဘာလဲrelationship ငါသူများပြောတာမရည်ချင်ဘူးမင်းလောက်ကရည်ချင် reservation ချက်ကိုထူထောင်နေကြမှာဘာဒီဘာနော်ရီကိုမိုးရွှေပြစ်ခိုင်းတာ coffee တန်းရှိမှုလို့လေဖွင့်တယ်လေဘာလို့ပြောမလဲယုံပြီလားဒီခေတ်ကအဲ့စကားတွေပေါ်ပြီလားဒါပေါ်ပြီမောင်တော်ကခင်လုံးကိုတကယ်ချစ်တာဟုတ်လို့လားအိုးခပ်ပါရင်ကိုနမတော်လေးရေမောင်တော်ကလေရှင်မွေးလုံးလေးကိုဟောဒီကမောင်တော်ရဲ့အသက်ထပ်ပူပြီးချစ်မြတ်လို့ပါတယ်ဗျအသေးတဲ့နှလုံးတကယ်နော်တကယ်ပေါ့ကဲဆိုလိုက်ပါအောင်ကလေးလေးအချစ်ကိုဆောင်ပြဆောင်ကန်နေတယ်မသိအချစ်ကိုဆောင်တပါမြတ်ကို